ဘဝနဲ့ဆက်လျင်းပြီးတော့ဘဝတည်း၌ပြန်လီမွေးဖွားခြင်းနဲ့ဆက်လျင်းပြီးမြတ်စွာဘုရားကခုနဘဝဆိုတဲ့စကားလုံးကိုအသုံးပြုခဲ့တာရှိဒီနေရာမှာဗုဒ္ဓဘာသာရေးစစ်ကဓမ္မလုံးဘဝနဲ့ပတ်သက်ပြီးတော့အမြင်ရှင်းဖို့အမတန်မှခက်ခဲတယ်တခြားဘာသာဝါဒတွေနဲ့ရောရှဲပြီးတော့ဒီနေရာမှာအမယရင်ဖြစ်တတ်တယ်ဘုရားမြတ်စွာကလည်းကံနဲ့တန်တရားအကြောင်းကိုဟောတယ်ကောင်းကံဆိုးကံဆိုတာတွေလုံးလို့ကောင်းကံဆိုးကံတွေဖန်တီးတဲ့ဘဝတစ်ခုကိုရကြတယ်ဆိုတာဘုရားဘာသာအသာလက်ခံတာမဟုတ်ဘူးဘုရားဘာသာရဲ့ဘုရားမြတ်စွာပွင့်ရာဖြစ်တဲ့ဟိုအိန္ဒိယနိုင်ငံမှာရှိတဲ့ဗြဟ္မဏဘာသာသို့မဟုတ်ဟိန္ဒူဘာသာတို့ကလည်းဒါတွေကိုလက်ခံထားတယ်။ခြားဘာသာတွေကလည်းလက်ခံထားတာရှိတယ်။ကွဲပြားခြားနားမှုကိုသဘောမပေါက်လို့ရှိရင်တူညီတယ်လို့ဒီလိုပဲအောက်မေ့ကြတယ်။မတူညီတဲ့အချက်တွေအများကြီးရှိတယ်။တာမန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့လည်းတန်တရားအကြောင်းကိုရှင်းပြတယ်။သူတို့လည်းကံဆိုတာလက်ခံတယ်။ကံနဲ့တန်တရားကိုပြောကြတဲ့နေရာမှာအတန်တူးနေသည့်အတွက်ကြောင့်အနှစ်သာရပိုင်းမှာတူတယ်လို့တူတယ်ရောင်ရောင်ရှိပြီးတော့ဘုရားဝါဒသည်ဟိန္ဒူဝါဒကပေါက်ဖွာလာတာပါလို့ဟိန္ဒူစာရေးဆရာတွေကတော်တော်များများရေးကြတယ်အဲ့လိုဟိန္ဒူစာရေးဆရာတွေကဟိန္ဒူ ism ဆိုတဲ့အထက်မှာရေးဘယ်လိုထိအောင်ရေးတော့ဆိုBuddha was born in Hindu မြတ်စွာဘုရားဟိန္ဒူထဲမှာကိုဟိန္ဒူအဖြစ်မွေးလာတယ်တဲ့ Buddha was living in Hindu Buddha died in Hindu နဲ့ဆိုပြီးတော့ဟိန္ဒူထဲမှာမွေးဟိန္ဒူထဲမှာနေပြီးဟိန္ဒူထဲမှာသိတယ်ပေါ့အတိပ္ပယ်ကတော့ဘုရားသင်းဆိုတာဟိန္ဒူအစဉ်ရဲ့ပေါက်ဖွာလာတဲ့အရာတစ်ခုလို့လူယူဆပြီးတော့ပြောကြတယ်အဲ့လိုယူဆပြောဆိုချက်တွေဟာအနိတ္တရဘိုင်းကိုမသိလို့တူတယ်ထင်ပြီးတော့ပြောနေအပေါ်ရာအပြင်တန်တရားလဲတယ်ဆိုတာဟုတ်တယ်ကံကိုလက်ခံတာဟုတ်တယ်ကံရဲ့အကျိုးကိုလက်ခံတာဟုတ်တယ်တန်တရားလဲတယ်ဆိုတဲ့အပိုင်းမှာလက်ခံတာဟုတ်တယ်ကြီးမားတဲ့ကွဲပြားခြားနားချက်ကြီးကဘာလဲဟိန္ဒူအစ္စမှာတန်တရားလဲတယ်ဆိုတာဘယ်သူလဲတာတော့ဆိုတော့အတ္တလို့ခေါ်တဲ့ထာဝရဘုရားကဖန်ဆင်းထားတဲ့ထာဝရမြဲနေတဲ့အရာလေးတစ်ခုကလဲတာအတ္တကတန်တရားလဲတာထိုအတ္တမှာယုတ်တည်နံနေရှိတယ်အဲ့ဒီအတ္တကိုဘယ်သူကဖန်ဆင်းတာတော့ဆိုဇမာကြီးကဖန်ဆင်းထားတယ်အဲ့ဒီအတ္တကိုနာမည်မျိုးမျိုးနဲ့ခေါ်လို့ရတာပေါ့ဟိန္ဒူအစ္စမှာဆိုအာတမန်လို့ဒီလိုသုံးတယ်အာတမန်တို့ပရတမန်တို့ဆိုတာရှိပရတမန်ဆိုတာက universal soul ကိုပြောတာဇမာကြီးကနေဇမာကြီးကိုပရတမန် universal soul အဲ့ဒီ universal soul ဆိုတဲ့ဖန်ဆင်းရှင်ကြီးကနေပြီးတော့ individual soul လို့ခေါ်တဲ့အသီးသီးသောတ attva တွေရဲ့အတ္တကိုဖန်ဆင်းပေးတယ်လို့ဟောဒီလိုဖန်ဆင်းမှုကိုလက်ခံပြီးတော့တန်တရားအကြောင်းကံအကြောင်းကိုရှင်းပြတာသူတို့ပြောတဲ့ကံသူတို့ပြောတဲ့တန်တရားဆိုတာဖန်ဆင်းထားတဲ့အတ္တကလေးတန်တရားလဲတာကိုပြောတာနော်ထိုအတ္တလေးရဲ့လှုပ်ဆောင်ချက်တွေကိုကံလို့ပြောတာဒါသူတို့အခြေခံအဲ့တော့ကာမဝါဒချင်းတူပေမဲ့လို့အနိတ္တရပိုင်းအခြေပြုတာချင်းအလွန်ကွာခြားတယ်ဒါကြောင့်မို့လို့အင်္ဂလိပ်ဘာသာမှာ reincarnation ဆိုတဲ့စကားလုံးလေးတစ်ခုရှိCambridge ကထုတ်တဲ့ dictionary တွေကိုကြည့်လိုက်တော့ reincarnation နဲ့ပတ်သက်လို့ spirit ဆိုတဲ့အရာ spirit ဆိုတာခုနအတ္တကိုပြောတာမြန်မာလိုပြောမယ်ဆိုလို့ရှိရင်တော့ဝိညာဉ်တို့လိပ်ပြာတို့ဝိညာဉ်ကောင်တို့လိပ်ပြာတို့ဆိုမြန်မာတွေကအဲ့လိုပြောလို့ရှိတယ်အဲ့ဒီဝိညာဉ်တို့လိပ်ပြာတို့ဆိုတာဟာခန္ဓာကိုယ်ကြီးတစ်ခုအဟောင်းနှွမ်းသွားပြီဆိုရင်နောက်ခန္ဓာတစ်ခုကိုပြောင်းရွှေ့တယ်အဲ့လိုပြောင်းရွှေ့တဲ့အခါမှာဘယ်သူကရွေးချယ်ပေးတော့ဆိုကံကရွေးချယ်ဘဝတစ်ခုကနေဘဝတစ်ခုဖြစ်နေတာဟာကံကြောင့်ဖြစ်တယ်ဆိုတာလည်းဟုတ်တယ်ဘဝတစ်ခုကနေဘဝတစ်ခုပြောင်းရွှေ့နေတယ်ဆိုတာဘယ်သူပြောင်းတာတုံးဆိုတဲ့နေရာကျတော့ခွာချသွားအဲ့ဒီအချက်ကလေးကိုမြင်ဖို့အမှန်တမ်းပါလို့ဘုရားဘာသာတွေလည်းပြောတာပဲလူဝင်စားနဲ့ပြောကြတယ်ဘယ်သူကတည်ပြီးဘယ်သူထဲဝင်စားတယ်လို့ပြောတာဒါအပြောအနေနဲ့တော့ဒီလိုပြောတာပြောလို့ရတယ်သို့တော့အနိတ္တရပိုင်းအနေနဲ့သိဖို့လို့အနိတ္တရပိုင်းအနေနဲ့သိဖို့လို့ဘုရားဘာသာမှာခုနက universal soul ဆိုတဲ့ထာဝရဘုရားသခင်ကဖန်ဆင်းထားတဲ့အတ္တလို့ဆိုတဲ့အရာမရှိဘူးအင်္ဂလိပ်လိုအတ္တကို soul လို့ပြန်အဲ့ဒီလို soul ဆိုတဲ့အရာသို့မဟုတ် spirit ဆိုတဲ့အရာသို့မဟုတ်ဝိညာဉ်ကောင်သို့မဟုတ်လိပ်ပြာကောင်ဖန်ဆင်းထားတဲ့
ခန္ဓာကိုယ်ထဲမှာသာဝရမြဲပြီးတဘဝကနေတဘဝပြောင်းသွားနေတယ်ဆိုတဲ့အရာမရှိဘူးအဲ့တော့ reincarnation ဆိုတဲ့စကားလုံးကိုဖွင့်ဆိုတဲ့အခါမှာသာဝရမြဲနေတဲ့ spirit ဆိုတဲ့လူတွေသေဆုံးသွားတဲ့အခါလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အသက်လိပ်ပြဝိညာဉ်ကောင်ဆိုတာဟာနောက်ခန္ဓာတစ်ခုကိုဝင်ရောက်ပြီးတော့သွားတယ်အဲ့ဒီခါမှာနောက်ခန္ဓာတစ်ခုမှသူကသွားပြီးတော့ဖြစ်ပေါ်လာဒီခန္ဓာတစ်ခုကနေဖြစ်သွားပြီးတော့နောက်ခန္ဓာကိုယ်တစ်ခုမှဝင်ရောက်သွားတယ် reincarnation ရဲ့လက်ခံချက်ကအဲ့ဒီ Cambridge Dictionary ထဲမှာဗာရေးတော့ဆို Hindu and Buddhist believe in reincarnation နဲ့ရေးတယ်သူပြောတဲ့ Buddhist ကဘယ် Buddhist တုံးဆိုရင် Tibetan Buddhist ဖြစ်ထေရဝါဒ Buddhist က reincarnation ကိုလက်မခံဘူးနော် reincarnation ဆိုတာသူရဲ့အသက်လိပ်ပြဝိညာဉ်ကောင်ကနေပြီးတော့နောက်ထပ်တစ်ဘဝပြန်ကူးပြီးတော့ကူးပြောင်းသွားပြီးတော့ပြန်မွေးတယ်ဆိုတာကိုလက်မခံဘူးဒါလေးကပြန်မွေးတာမဟုတ်ဘူးအဲ့လိုကွဲပြားခြားနားမှုလေးတွေရှိတယ်အဲ့ဒါကိုမသိလို့ရှိရင်ဒီဘာသာတွေဟာတူတူပဲလို့ထင်နေကြတယ်အနိတ္တရဘိုင်းမှာအလွန်ကွဲပြားခြားနားတယ်သူတို့ရှင်းပြချက်တန်တရားတို့ကံတို့ဆိုတာအတ္တကိုအခြေခံပြီးတော့မြဲတဲ့အရာလေးတစ်ခုရဲ့တိပတ်သွားလာနေမှုလှုပ်ဆောင်မှုတွေကိုကြည့်ပြီးကံတိပတ်သွားလာနေမှုကိုတန်တရားလို့ဒီလိုပြောတယ်သူတို့မှာတန်တရားကလွတ်တယ်ဆိုတဲ့နိဗ္ဗာန်ဟာဒီ individual soul တွေက universal soul နဲ့ပြန်ပြီးတော့ပေါင်းသွားတာကိုလွတ်မြောက်မှုမောက္ခလို့ဒီလိုခေါ်တယ်အဲ့တော့ဗုဒ္ဓဘာသာမှာအသက်တို့လိပ်ပြာတို့ဝိညာဉ်ကောင်တို့အတ္တတို့ဆိုတာမရှိဘူးဘာပဲရှိတော့ဆိုခန္ဓာ၅ပါးပဲရှိရုပ်နဲ့နာမ်ပဲရှိတယ်အဲ့ဒီရုပ်နဲ့နာမ်ဆိုတဲ့ခန္ဓာ၅ပါးဟာဘယ်သူမှဖန်ဆင်းထားတာလည်းမဟုတ်ဘူးလဲတဲ့အရာလည်းမဟုတ်ဘူးသာဝရပြောင်းလဲနေတဲ့အရာကြီးသာဖြစ်တယ်တခုတည်းလည်းမဟုတ်ဘူးဖြစ်ပြီးပြတ်သွားတာတွေကြီးပဲဖြစ်ပြနေတဲ့အစဉ်တန်းကြီးသာဖြစ်တယ်ဟောတာဘုရားဘာသာထေရဝါဒဘုရားဘာသာဒီလိုပဲဒီဟာကတော်တော်သဘောပေါက်ဖို့ခက်တဲ့ကိစ္စတစ်ခုပဲနော်တာမန်အလေးနဲ့စဉ်းစားပြီးတော့တာမန်ကြည့်မယ်ဆိုလို့ရှိရင်ဒါကိုသဘောမပေါက်နိုင်ဘူးသဘောမပေါက်နိုင်လို့ရှိရင်ခုနကပြောတဲ့သူတို့ပြောတဲ့ဟိန္ဒူဝါဒတွေလို့အခြားဘုရားဘာသာခိုင်းတိဘက်ဘုရားဘာသာခိုင်းတို့လို့ရောထွေးပြီးတော့သွားကြရှိထေရဝါဒဘုရားဘာသာကအဲ့ဒါလို့မဟုတ်ဘူးအဲ့ဒါလို့မဟုတ်ဘူးဘုရားမြတ်စွာလက်ထက်တော်အခါကာလတုန်းကတာတိဆိုတဲ့ကိုတော်တစ်ပါးရှိယဟန်တစ်ပါးသူကဘုရားဟောတဲ့တရားသူနားလဲတယ်တဲ့တန်တရားအကြောင်းနားလဲတယ်ကံအကြောင်းနားလဲတယ်အဲ့ဒီနားလဲတဲ့အတိုင်းပြောရမယ်ဆိုလို့ရှိရင်ဘာလို့လူတွေရဲ့တဏ္ဍာမှာရှိတဲ့ spirit လို့ခေါ်တဲ့ဝိညာဉ်ကောင်လေးဟာအဲ့ဒီဝိညာဉ်ကောင်လေးဆိုတာဘာတော့စကားပြောတတ်တယ်ခံစားတတ်တယ်ဟိန္ဒူဝါဒယူဆတဲ့အတိုင်းစကားပြောတာဘယ်သူကပြောတာတော့အတ္တလေးကစကားပြောတာဝိညာဉ်ကောင်လေးကပြောတာဝိညာဉ်ကောင်လေးကရုပ်ခန္ဓာကိုအကြောင်းပြုပြီးတော့စကားပြောတယ်စိတ်ကိုအသုံးချတယ်စိတ်တို့ရုပ်တို့ဆိုတာဝိညာဉ်ကောင်လေးရဲ့အသုံးချပစ္စည်းလေးတွေပေါ့အဲ့ဒါကိုအတ္တနိယလို့ခေါ်တယ်သူပိုင်ဆိုင်တဲ့ပစ္စည်းသူကပဲကားရှိတဲ့လူကကားနဲ့သွားတယ်မဟုတ်လားကားမောင်းသွားအဲ့ဒါလိုပဲဒီခန္ဓာကိုယ်ကြီးကိုဘယ်သူကပိုင်ဆိုးထားတော့ဆိုအဲ့ဒီအတ္တကောင်လေးကနေဝိညာဉ်ကောင်လေးကနေပိုင်ဆိုးထားတယ်ပိုင်ဆိုးထားပြီးတော့သူကစကားပြောတတ်တယ်ခံစားတတ်တယ်ချမ်းသာတယ်ဝမ်းနည်းတယ်ပျော်ရွှင်တယ်ဆိုတဲ့ချမ်းသာမှုတွေသူခံစားတယ်ဝမ်းနည်းတာတွေရှိတယ်အဲ့ဒီတာတိယဟန်ကပြောတယ်အဲ့ဒီဝိညာဉ်လေးပဲတဲ့ဒီဝိညာဉ်လေးပဲတဘောကနေတဘောကူးနေတာလို့ဒါဗုဒ္ဓဘာသာယဟန်တော်တစ်ပါးနော်မြတ်စွာဘုရားလက်ထက်ကဗုဒ္ဓဘာသာယဟန်တော်တစ်ပါးတတိဝိဒံဝိညာဏံတန်တရတိတန္တာဝတိတဲ့သူပြောတဲ့စကားလုံးလေးကဟောဒီဝိညာဉ်ကောင်လေးဒီပင်လဲတန်တရားလဲနေတာဟောဒီဝိညာဉ်ကောင်လေးဒီပင်ခန္ဓာကိုယ်တစ်ခုကနေခန္ဓာတစ်ခုတစ်ခုပြောင်းလဲပြီးတော့သွားတာတဘောကနေတဘောသွားပြီးတော့ဘဝသစ်တွေဖြစ်နေတာလို့သူကဒီလိုပြောတယ်ဒီလိုပြောတဲ့အခါကျတော့ယဟန်တော်တွေကသူ့ကိုအဲ့ဒါလို့မပြောနဲ့ဒါဗုဒ္ဓဘာသာအမြင်မဟုတ်ဘူးဝိုင်းပြီးတော့ရှင်းပြကြတယ်လက်မခံဘူးလက်မခံတော့ဘုရားစီပို့ဘုရားစီပို့တဲ့အခါကျတော့မြတ်စွာဘုရားကကဲမင်းကဝိညာဏဝိညာဏဝိညာဉ်ဝိညာဉ်နဲ့ပြောတယ်ဘယ်ဝိညာဉ်ကိုပြောတာတုံးဆိုရင်ဝေဒောဝေဒီယောတဲ့သူပြောပြပုံလေးကဝေဒောစကားပြောတတ်တယ်တဲ့ဝေဒီယောခံစားတတ်တယ်ကောင်းတဲ့ကံဆိုးတဲ့ကံတို့ရဲ့အကျိုးကိုခံတတ်စံတတ်တဲ့ဝိညာဉ်လေးကိုသူပြောတာပါဟိန္ဒူအစ္စနဲ့တထပ်သေးပဲသူပြောလိုက်တာ
ဒါပေမဲ့သူကဗုဒ္ဓဘာသာရဟန်းတော်တပါးအဲ့ဒီလိုပြောတော့မြတ်စွာဘုရားကငါဟောတဲ့တရားမင်းဘယ်လိုလုပ်ပြီးနားလဲတာလဲတဲ့ငါကဝိညာဏံပဋိစ္စသမုပ္ပန္နဝိညာဉ်ဆိုတာအကြောင်းတရားကိုဆွဲပြီးတော့ဖြစ်တာစိတ်ဆိုတဲ့ဝိညာဉ်လေးဟာနန္တရားဆိုတဲ့ဝိညာဉ်လေးဟာအကြောင်းတရားကိုဆွဲပြီးတော့မှဖြစ်လို့ရတယ်ရှိနေတာမဟုတ်ဘူးမြဲနေတဲ့အရာလည်းမဟုတ်ဘူးအကြောင်းတရားကိုဆွဲဖြစ်တယ်ဆိုကြတဲ့ကအကြောင်းမရှိရင်ဖြစ်ပါမလားမဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်ပါလာပဋိစ္စသမုပ္ပန္နပဋိစ္စအကြောင်းတရားကိုအမိပြုရမှသမုပ္ပန္နဖြစ်လာတယ်လို့ဆိုအကြောင်းတရားကိုမှီရမှဖြစ်လာတယ်ဆိုရင်မမှီရရင်မဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်ရှိအဲ့တော့သူ့ရဲ့ယတ္တိချက်ဟာသူဖြစ်ပေါ်လာမှုဟာအကြောင်းတရားကိုအမြဲတမ်းငဲ့နေရတယ်အကြောင်းတရားရဲ့ညီညွတ်မှုကိုအမြဲတမ်းမျှော်လင့်နေရတယ်အကြောင်းတရားကိုအမိပြုလို့မရဘူးဆိုရင်သူဖြစ်နိုင်စွမ်းမရှိဘူးအဲ့ဒီကလေးကသူကအကြောင်းကြောင့်ဖြစ်လာတဲ့အရာလေးတစ်ခုပဲလို့ဆိုတာထင်ရှားနေပေါ့ပဋိစ္စသမုပ္ပါဒ်ဒါကြောင့်မို့လို့ထာဝရမြဲနေဖို့ဟိုဘဝကနေဒီဘဝသွားဖို့ဆိုတာဟာလုံးဝဖြစ်နိုင်တဲ့အရာမဟုတ်ဘူးတဲ့ဒီစက္ခုဝိညာဉ်စိတ်ကလေးဖြစ်ပုံကိုမြတ်စွာဘုရားရှင်းပြတယ်မျက်စိရဲ့ရူပါယုံရဲ့ဒီနှစ်ခုစုံလိုက်တဲ့အခါမှာစက္ခုဝိညာဉ်စိတ်ဆိုတာဖြစ်လာတယ်အဲ့ဒါနှစ်ခုမစုံလို့ရှိရင်စက္ခုဝိညာဉ်စိတ်လေးဖြစ်ပါဒီအတန်နဲ့နားလေးစုံလိုက်တဲ့အခါသောတာဝိညာဉ်စိတ်ဇာတိစိတ်ကလေးဖြစ်တယ်နှာခေါင်းနဲ့အနံ့နဲ့စုံလိုက်တဲ့အခါမှာနံတိစိတ်ကလေးဖြစ်တယ်လျှာနဲ့အရသာစုံလိုက်တဲ့အခါမှာအရသာစိတ်လေးဖြစ်တယ်ခန္ဓာကိုယ်နဲ့အထီးအတွေ့လေးအာယုံလေးစုံပြီးလိုက်တဲ့အခါမှာထိတိစိတ်ကလေးဖြစ်တယ်ဟောဒီစိတ်တွေဟာဗဏ္ဏနဲ့ဓမ္မအာယုံဆုံလိုက်တဲ့အခါကျတော့မနောဝိညာဉ်စိတ်ကလေးဖြစ်တယ်ဆိုစိတ်မှန်သမျှဟာအကြောင်းတွေပေါ်မှာမိတည်ပြီးတော့နေတာလေးကြီးပဲအဲ့ဒီထဲမှာထင်ထင်ရှားရှားကြည့်လိုက်လို့ရှိရင်မိဓာတွေကိုကြည့်ပြီးတော့မှသူကဖြစ်ရတာလို့ဆိုတော့သူ့ရဲ့အကြောင်းတရားတွေကိုလိုက်ကြည့်လိုက်ရူပါယုံဆိုတာမြဲသလားဆိုမမြဲဘူးဆိုတာထင်ရှားတယ်ပြတ်သွားတယ်လေနောက်ပြီးတော့မျက်စိဆိုတာရောမြဲသလားဆိုမမြဲဘူးဒါမမြဲတာဒါထင်ရှားတယ်ရူပါယုံလည်းမြဲတာမဟုတ်ဘူးမျက်စိကလည်းမြဲတာမဟုတ်ဘူးစက္ခုပတာရယုတ်ဆိုတဲ့မျက်စိကလည်းမြဲတာမဟုတ်ဘူးထို့တူပဲအတန်ဆိုတာလည်းဖြစ်ပြီးပျောက်သွားတာထင်ရှားတယ်လေအမြဲရှိတာမဟုတ်ဘူးအတန်ကိုကြားတဲ့ခံယူနိုင်တဲ့ဒီသောတပတာရယုတ်ဆိုတာလည်းမြဲတာမဟုတ်ဘူးမမြဲတာတွေကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ဒီနံတရားလေးဝိညာဉ်စိတ်ကလေးဟာဘယ်လိုလုပ်မြဲမှာတော့အနိစ္စတံပုတံကုတောနိစ္စံဘဝိတ္တိဖြစ်ပြီးပြတ်သွားတဲ့အရာတစ်ခုဟာဘယ်လိုလုပ်ဘဝကူးလို့ရမှာတော့ကူးလို့ကိုမရဘူးမကူးခင်ကဖြစ်သွားပြီဖြစ်ပြီးရင်ပြတ်သွားပြီတော့ရှောက်ချက်ချင်းဖြစ်ချက်ချင်းပြတ်သွားတဲ့အရာတစ်ခုဟာဘယ်လိုလုပ်ပြီးတော့ဘဝကူးလို့ရဒါကြောင့်မို့လို့ဘုရားမြတ်စွာကတာတိယဟန်ကိုရှင်းပြတယ်ရှင်းပြပေမဲ့တာတိယဟန်ရဲ့အယူဆွဲဟာပျောက်မသွားဘူးဒါကြောင့်မို့အလွန်ခဲရင်တယ်နော်ခဲရင်တယ်သစ္စာလေးပါးအကြောင်းရှင်းပြဖို့ခဲရင်တယ်လို့တတ္တဝါအကြောင်းလို့တန်တရားအကြောင်းလို့ပရိစ္ဆေသမုပ္ပါအကြောင်းလို့ဒါတွေပရိသေရီအကြောင်းလို့ဆိုတာရှင်းပြဖို့နားလည်နိုင်ခဲ့တယ်ပေါ့